ဒီတပတ်တော့တိန်ဆိုတဲ့အကြောင်းပြောချင်တာတာဝန်ဘူးလုံရည်တဲ့မတ်တဲ့တိန်ဆိုတာလေးအကြောင်းပြောချင်တာတိန်ဆိုတာဘာအိဗယ်ရှိလဲဆိုတော့ရက်တယ်စုတယ်လို့အိဗယ်ရှိတယ်ရက်ထာနဲ့စုတာရက်ရင်တော့စုသွားမှာပေါ့တဏှာမှာသွားပြီးတော့ရက်လိုက်လို့ရှိရင်ပေါင်းသွားမှာပေါ့စုသွားမှာပေါ့ထားပါတော့ဘောလုံးတစ်လုံးလေးကိုလှိမ့်လိုက်နိုင်ရနဲ့သွားပြီးတော့ထိပြီးရက်သွားတယ်ဆိုရင်ဘောလုံးနဲ့နိုင်ရနဲ့ဟာစုနေပြီးသားပဲပေါ့အဲ့ဒါစုတယ်ရက်တယ်ဆိုတဲ့အိဗယ်အဲ့တော့အဲ့ဒီနေရာမှာဒီနေ့ပြောချင်တဲ့တိမ်ကဟိုးမိုးကောင်းငင်ကတိမ်ကိုနံပါတ်1ပြောချင်တယ်မိုးကောင်းငင်ကတိမ်ဆိုတာကရေခိုးရေငွေတွေရေခိုးရေငွေတွေပေါင်းစုပြီးတော့တဏှာမှာရက်နေတာတဏှာမှာရက်နေတယ်ဆိုစုသွားတာပေါ့တဏှာမှာရက်နေဆိုစုသွားတယ်အဲ့တော့ဒီနေရာမှာရက်တယ်စုတယ်ဆိုတာအကြောင်းနဲ့အကျိုးပြောရင်ယထာကအကြောင်းပေါ့စုတာကအကျိုးပေါ့တခါတခါစုတာဟာအကြောင်းလည်းဖြစ်ပြီးတော့ယထာအကျိုးဖြစ်ခြင်းလည်းဖြစ်နိုင်တယ်စုတယ်ရက်တယ်ဆိုတာမှာစုလိုက်ရင်ယထာပဲရက်လိုက်ရင်စုတာပဲဒီလိုနှစ်ခုလုံးပြန်တွေးလို့ရှိရင်စဉ်းစားစရာအကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပေါ့အဲ့လိုလေးရှိတယ်တိမ်ဆိုတာကတော့မိုးသားတွေတိမ်လို့ပဲခေါ်ရဟာပေါ့နော်မိုးသားတွေအခိုးငွေတွေပေါ့မိုးသားဆိုအခိုးငွေတွေစုလာတာတနေရာထဲမှာလာရက်ပြီးတော့စုသွားတယ်အဲ့ဒီစုတဲ့ဟာကိုပဲတိမ်လို့ခေါ်လိုက်တာတိမ်ဆိုတာရက်တယ်စုတယ်လို့အဓိပ္ပာယ်ရတယ်အဲ့ဒါကမိုးကောင်းငင်မှာရှိတဲ့တိမ်အဲ့ဒါသူကမိုးသားတွေရက်လာတယ်စုလာတယ်ရက်နေတယ်စုနေတယ်ဒါကိုပဲတိမ်ခေါ်တာပါတာဝန်ဘူးလုံရည်တဲ့မတ်တဲ့တိမ်အဲ့တော့ဒါကစုတယ်ရက်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နောက်တစ်ခုကမျက်စိထဲမှာလည်းတိမ်ရှိတယ်မျက်စိထဲကတိမ်ကလည်းဒါပဲအခိုးအငွေတွေကမျက်စိထဲမှာအပူတို့ဘာတို့ကြောင့်အခိုးအငွေတွေဟာမျက်စိမှာမျက်ကြည်လွှာမှာလာပြီးတော့ကတ်တာဗျာစုတာရက်တာအဲ့လိုစုရက်လို့ရှိရင်အဲ့ဒါကိုပဲတိမ်ကြတယ်တို့တိမ်ဆွဲတယ်လို့ခေါ်တယ်တိမ်ကြတယ်တိမ်ဆွဲတယ်လို့ခေါ်တယ်ဒါအခိုးအငွေတွေကမျက်စိထဲမှာမျက်ကြည်မှန်မှာသွားပြီးတော့ကတ်တာဆွဲတာပေါ့စုတာပေါ့ဒါကိုခေါ်တယ်နောက်တစ်ခုကရေထဲမှာချောင်းနေမြစ်တွေထဲမှာတိမ်တယ်လို့ပြောတဲ့တိမ်အဲ့ဒါလဲစုတာရထားပဲဘယ်လိုစုတာရထားလဲဆိုတော့ချောင်းနေမြစ်တွေထဲမှာရေတိုက်စီးလာတဲ့ခါကျတော့စီးတော့တကယ်လို့များဒီရေစီးဟာသူ့နှုံးတိုင်းပဲမှန်မြန်စီးသွားတယ်ဆိုရင်ရေသွားလမ်းကြောင်းကလည်းဖြောင်းပြီးတော့မှမှန်ကန်စီးသွားတယ်ဆိုရင်သဲတွေနှုံးတွေဟာရက်နေစရာအကြောင်းမရှိဘူးတခါတည်းပါသွားမှာဒါမဲ့တနေရာမှာရေသွားလမ်းကြောင်းကနည်းနည်းပါကောက်နေတာ၊ကွေ့နေတာဒါမျိုးလေးတွေရှိနိုင်တယ်ရှိရင်ရေသွားလမ်းဟာရက်သွားတာပေါ့ပုံနဲ့မစီးတော့ဘူးရက်သွားတဲ့ခါကျတော့ပါလာတဲ့သဲတွေနှုံးတွေဟာအဲ့မှာစုသွားတာပေါ့နော်စုသွားတယ်အဲ့ဒါလေတိမ်တယ်အဲ့လိုစုလိုက်တော့တိမ်တယ်လို့ပြောတယ်အဲ့ဒီတိမ်တယ်ဆိုတာလေးလေတနည်းအားဖြင့်ပြောရင်ကောတယ်လို့လည်းပြောလို့ရတယ်နော်ဘာကြောင့်ကောတယ်လို့ပြောလို့ရလဲဆိုတာကောတယ်ဆိုတာမုံမောက်ထားကိုပြောချင်တာခုနသဲတွေနှုံးတွေကစီးဆင်းလာတယ်
ဒီနေရာမှာရက်သွားတယ်စုသွားတယ်ပုံသွားတယ်ဆိုတော့ဒီနေရာလေးကကောသွားတာပေါ့ကောတယ်ဆိုတာလေးကကုန်းသွားတာကောက်သွားတာဒီလိုကုန်းလေးဖြစ်သွားတာအဲ့ဒါကောတယ်လို့ခေါ်တယ်ဒါကြောင့်တကယ်လို့ကောတယ်ဆိုတာဟာကုန်းလေးပေါ့တခြားမကြည့်ပါနဲ့နော်ချောင်းနေပါတယ်မှာအဲ့လိုပဲသဲတွေပါတယ်နှုံးနေဖို့သွားလို့ရေမစီးတော့ဘူးဆိုလို့ရှိရင်ချောင်းကောတယ်လို့ပဲပြောတာပဲလေတွေပါတယ်တဲ့မှာခါတိုင်းလိုနဲ့ဆိုင်လေးနဲ့ပြည့်ပြီးစိုက်တယ်ပြိုးတယ်ရတယ်ဒါမဲ့အဲ့ဒီလေထဲမှာပဲမြေကြီးတွေကမို့လာပြီးတော့မှရေတွေပါတယ်တိတ်မတင်အတင်းရတာခက်တယ်ဘာညာဆိုရင်လေတွေပါတယ်လည်းကောရတာပဲချောင်းတွေပါတယ်လည်းကောရတာကောရဆိုမောက်လာတာမောက်ထားလေးကိုကောတယ်လို့ခေါ်တယ်အဲ့တော့ကောလာရင်မြစ်ထဲမှာကောလာလို့ရှိရင်ဘာဖြစ်လဲရေကတကယ်တမ်းအဖြစ်တော့ကောလာတဲ့သဲတွေနှုံးနေစုနေလို့တိမ်နေတာပေါ့နော်အဲ့သူတိမ်တာရဲ့အကျိုးအကြောင်းကိုမူတည်ပြီးတော့မှသူတိမ်တော့ရေပါတိမ်လာတာပေါ့ရေတိမ်တယ်လို့ဖြစ်လာတာပေါ့ရေတိမ်တယ်ဆိုလည်းပဲတနည်းအားဖြင့်တိမ်တယ်ဆိုအောက်မှာတစ်ခုအနေနှစ်တွေစုသွားတဲ့သဘောပြောတာပဲဒါကြောင့်မို့ရေတွေပါတယ်နောက်နေတယ်ပြုတ်နေတယ်ဆိုရင်နော်ထားလိုက်ပါအောင်ဒီလိုဒီတိမ်သွားအောင်ထားလိုက်ပါအောင်လို့ပြောတယ်အဲ့တော့မှရေကတိမ်သွားဆိုအနေတွေပါတယ်အောက်မှာသွားစုနေတာဗျာအနေတွေပါတယ်ရက်နေတာအဲ့ဒါတိမ်နဲ့ခေါ်တာပေါ့နော်တိမ်နဲ့အဲ့တော့အဲ့လိုတိမ်ဟာ၃မျိုးရှိတယ်ကောင်းငင်ကတိမ်ရဲ့မျက်စိထဲကတိမ်ရဲ့ရေတိမ်တာပေါ့တိမ်တယ်တိမ်တာလေးကကောသွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးရတယ်တိမ်တဲ့အခါကျတော့ကောသွားတာပေါ့သဲတွေနှုံးတွေစုသွားရင်မောက်သွားတာပေါ့မောက်သွားတော့ကောတယ်လို့ခေါ်တာပေါ့ဒီလိုခုံလေးဒီလိုအသွင်တရံထားရင်နော်ဒီအပေါ်ကကိုကောတယ်လို့ပြောတာပေါ့အဲ့ဒါကောတာရဲ့ဆန့်ကျင်ဘက်ကဝမ်းပေါ့ဒီခွက်ကလေးကဝမ်းပေါ့ဟိုကောင်ကကောတာခုံးတာကကောတာဝမ်းကခွက်တာလူခန္ဓာကိုယ်မှာပဲကြည့်အောင်ဝမ်းကခွက်တဲ့ဘက်ကိုဝမ်းလို့ခေါ်တယ်ကောကမောက်တဲ့ဘိုင်းကိုခေါ်တယ်ကောတဲ့ဘိုင်းအဲ့ဒါကောဆိုတာလေးကိုရပင်းလေးထည့်လိုက်ပါဖြစ်လေကြောဖြစ်သွားတာပေါ့ဒါကြောင့်ဒီကောင်ကိုကြောလို့ခေါ်တယ်ကြောရဲ့အဓိပ္ပာယ်ဘာလဲဆိုကောနေတဲ့အရာမောက်နေတဲ့အရာနော်မို့နေတဲ့အရာအဲ့ဒါမောက်နေမို့နေတယ်ကောတယ်ဆိုတော့မောက်တယ်မို့တယ်ဆိုတာလေးကဘာလဲဖြစ်လဲဆိုတော့ဒီဖြောင်းမြောင်လေးနေရာနေပြီးတော့ကောသွားတယ်မောက်သွားတယ်ဆိုရင်ဒါလေးကမြင်းအပြင်ပြောတော့ကောက်သွားတာပေါ့ဟုတ်လားဒါကြောင့်ဒီဟာကိုကောလို့ခေါ်တယ်ကောကိုပဲကြောလို့ပြောတယ်ကောကိုကြောလို့ပြောသလိုပဲကောက်ကိုလည်းကြောက်ပြောတာပေါ့ဒါကြောင့်မို့ကောဟလားကြောကုန်းလို့လည်းပြောတယ်ကြောက်ကုန်းလို့လည်းပြောတာဒီဖြစ်ကုန်တာပေါ့နော်ကြောကုန်းကြောက်ကုန်းအဲ့ဒါဒီကောတာတို့ဘာတို့ကလဲစုတာပဲတနေရာမှာလာစုနေတာနော်စုပြီးတော့ရက်တယ်ပေါ့စုတယ်ပေါ့ရက်ချင်းအပြည့်ရက်ထန်နဲ့စုတာကအကျိုးနဲ့အကြောင်းတခါရက်ထာကအကြောင်းဖြစ်ပြီးတော့နော်စုတာကအကျိုးဖြစ်မယ်တခါစုတာကအကျိုးဖြစ်ပြီးအကြောင်းဖြစ်ပြီးတော့ရက်ထာကအကြောင်းဖြစ်ခြင်းဖြစ်မယ်နော်အဲ့ဒီဟာနှစ်ခုကတော့အဲ့တော့တေချာတာတော့ခုနပြောရမှာတိမ်ဆိုတာကောင်းကင်ကတိမ်ဒါလည်းပဲစုတာရက်ထာရေခိုးရင်ငွေတွေစုတာရက်နေတာဒါကိုတိမ်လို့ခေါ်တယ်နောက်တစ်ခါမျက်စိတဲ့တိမ်ဒါလည်းအခိုးငွေတွေမျက်ကြည်ထွားမှာသွားပြီးတော့ကတ်တာဆွဲတာဒါလည်းတိမ်ကြတယ်တိမ်ဆွဲတယ်ခေါ်တာပေါ့
နောက်ရေတိမ်တယ်ခုနပြောလို့ပေါ့ရေကတိမ်သွားတယ်ဆိုတာကသဲတွေနှုံးတွေကအဲ့ဒီမှာရက်သွားတာစုသွားတာအဲ့တော့ဘာဖြစ်လဲတိမ်သွားတယ်တိမ်တော့အခုမြင်ရတဲ့ခါကျတော့ရေတိမ်တယ်လို့တော့ပြောတာပေါ့ရေတိမ်တယ်ဆိုရေမနဲ့ဘူးမှန်တော့လည်းပဲအောက်ကတိမ်တဲ့သဘောရှိလို့တိမ်တာပါပဲနော်အဲ့ဒါတိမ်လို့ခေါ်တယ်အဲ့တိမ်နဲ့ပတ်သက်ပြီးတော့နောက်စုရရက်တယ်ဆိုတာတွေကဟုတ်ကောဟုတ်ရလားဒါလေးကိုနည်းနည်းစမ်းစစ်ချင်တယ်ဆိုရင်တိမ်ဆိုတဲ့တာဝန်မှုလုံးကြီးတင်မတ်တဲ့တိမ်ဆိုတာကိုနောက်တိမ်ကြောင့်ပြန်ဆက်မယ်တိမ်ဆိုတာလေးကိုဘာနဲ့တူလဲဆိုတဲ့ပြောရရင်တော့တောင်းမူလုံးကြီးတင်မတ်တဲ့တိမ်ဆိုတာလေးကိုပြောတော့အဲ့လုံးကြီးတင်လေးဟာတချောင်းငင်လေးနဲ့တူတယ်ဗျတချောင်းငင်နဲ့တူတယ်တိမ်ဆိုတာလေးကလုံးကြီးတင်နဲ့ရေးတယ်အဲ့လုံးကြီးတင်လေးကိုတချောင်းငင်ပြောင်းလိုက်ရင်ဘာဖြစ်မလဲတုံဖြစ်သွားတာပေါ့နော်တုံဆိုတာယထာစုတာပဲယထာကိုတုံလို့ခေါ်တယ်နော်တာမှုသေးသေးတင်တချောင်းငင်တုံအဲ့တော့သေးသေးတင်တချောင်းငင်ဆိုတာကတော့အယက်တူအယက်သားပြောတဲ့အနေနဲ့လုံးကြီးတင်တဲ့တချောင်းငင်နဲ့တူတာပဲလို့အဲ့ဒါလေးကမြင်သာထင်သာတာပြောလိုက်တာပေါ့လုံးကြီးတင်တဲ့တချောင်းငင်တောင်းမှုလုံးကြီးတင်မတ်သက်တိမ်တောင်းမှုတချောင်းငယ်မတ်သက်သို့မဟုတ်သေးတင်တုံအဲ့တော့လုံးကြီးတင်တဲ့တချောင်းငယ်တူတယ်လို့ပြောတာတော့အယက်ပြောတာပေါ့နော်အယက်ပြောတာတကယ်လို့ဒီကောင်လေးကိုစာသဘောပေသဘောနဲ့ပြောရင်တော့နော်ဣတရဟာဥတရနဲ့တူတယ်လို့ပြောနေရတာပေါ့ဣတရဟာဥတရနဲ့တူတယ်လို့ပြောတာပေါ့လုံးကြီးတင်ကဣတရတချောင်းငယ်ကဥတရပဲသူတို့နှစ်ခုကပြောင်းနိုင်တဲ့သဘောရှိတယ်ဣတရဆိုတာကတရထဲမှာဒီအာဂရင်းထဲမှာဣတရဆိုတာကရှေ့တရလို့ခေါ်တယ်ရှေ့ဘက်မှာအမြင့်တရလို့ခေါ်တယ်ရှားကအမြင့်ဆုံးနေရာမှာရောက်နေတာဣတရရှားလေးကအမြင့်ဆုံးနေရာမှာရောက်နေတယ်ဒါသူ့ကိုအပိတ္တရာလို့လည်းခေါ်တယ်နော်ဥတရဆိုတာကရှားနောက်ပိုင်းမှာအမြင့်ဆုံးနေရာမှာပဲဒါသူကလည်းအပိတ္တရာပဲဥတရနဲ့ဣတရဟာဣတရကရှေ့အမြင့်ဥတရကနောက်အမြင့်တခါကဥနဲ့ဣနဲ့ပြောင်းတတ်တယ်ဗျာပြောင်းတတ်တယ်နော်ပြောင်းပြီးတော့မှအဲ့လိုပြောတာလည်းရှိတယ်ဥမာဖြင့်ခုနတိမ်နဲ့တုံလို့ပေါ့ကျိန်တာနဲ့ကြုံတာပေါ့ကျိန်တယ်ဆိုတော့ကျိန်တွေ့တာပေါ့ကာကြီးရဲ့လုံးတင်မတဲ့ကျိန်နဲ့ကာကြီးရဲ့တေးတေးတေးချောင်းကြုံဟောတူတာပေါ့ကျိန်နဲ့ကြုံတယ်မိအိမ်မိအောင်တူတယ်အိမ်အဆောက်အုံရဲ့အိမ်နဲ့အဆောက်အုံရဲ့အုံနဲ့တူတယ်အိမ်နဲ့အုံနဲ့နော်ထိန်ဆိုတဲ့မတ်တဲ့နဲ့ထိန်အထိန်အမတ်ဆိုတဲ့ထိန်ဟာနော်ထုံးစံကထုံးနဲ့တူတာပေါ့ထိန်နဲ့ထုံးနဲ့ဟုတ်တော့မလားအမျိုးသမီးတွေဝန်တန်းဆိုတော့တာဝန်ယူတဲ့လုပ်နေတယ်ညနေပြန်လာလို့ရှိရင်ပြန်လက်ခါရုံးကပြန်လာရင်အဲ့ညနေဈေးတို့ဘာလို့ဝင်ပြီးတော့နော်အသားတွေဘာတွေဝဲရတာပေါ့ဝက်သားလေးတွေစိတ်သားလေးတွေစသဖြင့်အသားလေးတွေဝဲပြီးတော့အိမ်ပြန်သွားနောက်တနေ့အတွက်အစင်သိမ့်ဖြစ်အောင်ဘာလုပ်ရလဲဆိုတော့နော်နောက်နေ့အစင်သိမ့်ဖြစ်အောင်ဆိုပြီးတော့စီလေးနဲ့အဲ့ဒီဟာလေးကိုအတိတိုင်းထားလိုက်ရင်ဘာမှမလုပ်ဘဲထားရင်နောက်နေ့ကျရင်ဥရာအောက်ထားသိုးတာပုတ်တာလေးတွေဖြစ်နိုင်တယ်ကြက်အောင်ချက်ထားလိုက်ရင်လည်းစိတ်မချဘူးအဲ့လိုပဲဖြစ်နိုင်တယ်အဲ့တော့မကြက်အောင်ဒါပေမဲ့အစိမ့်လည်းမဖြစ်အောင်အိမ်ရောက်တာနဲ့လုံးထားလိုက်ရတယ်မဟုတ်လားလုံးထားလိုက်ရတယ်လုံးနေဆိုတော့ဘာနဲ့တူမလဲလိမ့်တာနဲ့တူတာပေါ့လုံးထားတဲ့ဆိုတာဒီအပေါ်မှာရှိပြီးလိမ့်ထားလိုက်တာ
တနည်းအားဖြင့်ပြောတော့လှိမ့်ထားလိုက်တာပေါ့နော်လုံးထားတယ်လိမ့်ထားတာပေါ့လုံးနာနဲ့လိမ့်တာနဲ့တူတာပေါ့ဟုတ်တယ်မလားဒါပေမဲ့တူတယ်ဆိုပြီးတော့နေရာတကာမှာတော့ရှောက်ပြောလို့မရဘူးပြောင်းလို့တူတာတော့တူတာပဲဒါပေမဲ့တဏခါလေးတွေဘာတွေလိမ့်တာကြတော့တဏခါလိမ့်တယ်လို့ဆိုတာကိုတဏခါလေးလိမ့်ပေးပါလို့ပြောရမယ်အစားတဏခါလေးလုံးပေးပါလို့တော့ဘယ်ပြောတော့မလဲဒါတွင်တဲ့အတိုင်းတော့ဖြစ်သွားမှာပေါ့နော်အဲ့လိုဟာလေးတွေရှိတယ်အနဲ့တူတာတော့တူတာပဲအနဲ့ကတော့တူတယ်လုံးနဲ့လိမ့်နဲ့အုံနဲ့အိမ်နဲ့နော်အုံနဲ့အိမ်နဲ့ထုံးနဲ့ထိန်ဒီခုနလိုပေါ့နော်ဒါလေးတွေကတူတော့ဒီခုနပြောတဲ့တိန်ဆိုတဲ့ကဘာနဲ့တူလဲတုံနဲ့တူတယ်ဗျာတုံဆိုတဲ့ရက်တာပဲတုံဆိုတေးတေးတင်တုံဆိုရက်တာဗျာဒိတ်နဲ့ကြုံမြည်ရည်တုံအဟုန်စီးမပြေတဲ့ဗျာဒိတ်နဲ့ကြုံတေးတေးတင်ကြုံကာယပြေးတေးတင်ကြုံမြည်ရည်တုံတေးတေးတင်တုံအဟုန်တေးတေးတင်ဟုန်အဟုန်ဆိုများစွာအများလို့အဓိပ္ပာယ်ရတယ်ဟုံစာများတာနော်များတယ်ဆိုတော့များပဲအားကြည့်တာပေါ့အရှင်ဟုံဘက်ကိုလည်းပါသွားတာပေါ့ဒါပေမဲ့အရှင်ဟုံတော့နတ်တဲ့နေရတဲ့နော်အဟုံကတော့ဗျာဒိတ်နဲ့ကြုံမြည်ရတုံအဟုံစင်းအဟုံကများတဲ့အဓိပ္ပာယ်အကောင်းတဲ့အဓိပ္ပာယ်ပေါ့နော်အကောင်းတဲ့အဓိပ္ပာယ်ဟုံဆိုတာများတဲ့အဓိပ္ပာယ်လေးရတယ်ဒါကြောင့်ငတိုင်းများဟင်းဟုံဆိုတဲ့ဟာမျိုးပေါ့နော်ဟုံဆိုတာများတာအဲ့တော့ဟုံနဲ့အဲ့တော့အဲ့ဒီမှာတုံနော်တုံနဲ့တိန်နဲ့တူတယ်ဗျာလားတုံတိန်ကလည်းရက်နေတာစုနေတာတုံကလည်းရက်တာစုတာပဲခုနပြောလို့ပဲတုံနော်တုံဆိုပြီးတော့သုံးတန်ပြောလို့ရတယ်တုံဆိုတာရယ်တုံဆိုတာရယ်တုံဆိုတာရယ်တက်ကြတဲ့ဘာသာစကားမှာတုံလို့သုံးခုပြောလို့ရတယ်တုံဆိုတာကတော့ဒီအတီးအတန့်ရက်တယ်လို့ပြောလို့ရတယ်ဆိုစမြဲမြဲအတီးအတန့်ရက်တယ်လို့ပြောလို့ရတယ်တုံနေဆိုရင်အားနေသွားပြီတုံတာကတော့အခိုက်အတန့်ရက်တယ်လို့ပြောလို့ရတယ်အတီးအတန့်ကတော့တေးသေးတင်တက်မှာပေါ့အတီးတန့်ရက်တာတုံကအခိုက်တန့်ရက်တဲ့တန့်ကတော့နတ်တဲ့တန့်ပေါ့အဲ့ဒါကတန့်တယ်ဆိုတာကဒီနော်ခုနတုံနေဆိုတာလေးကကြည့်လိုက်ပေါ့တနည်းမှာခဏလေးရက်သွားတယ်တုံသွားတယ်လို့ပြောတယ်တုံနာကြရင်တော့တုံသွားတာပေါ့ကြာရှည်ရက်သွားတာပေါ့နော်အဲ့ဒါမှအားကြီးဆုံးကတော့နှိမ့်တန်ပေါ့တုံဆိုတော့မလှုပ်တော့ဘူးဗျာအဲ့နဲ့တော့ဘယ်ရွေးတော့မလဲနော်တုံဆိုတာရက်နေတာပဲဒါကြောင့်မို့အလုပ်တစ်ခုလုပ်တယ်ဒါမှမဟုတ်ကြိုးစားတယ်အဲ့ကြိုးစားပေမဲ့အရာမရောက်ဘူးဒီနေရာနေပဲမှမရွေဘူးဆိုရင်ဘာပြောလဲဘလောက်ကြိုးစားတုံရင်ဟာတုံရင်မှာပဲလို့ပြောတယ်ဒါတုံရင်ကိုဒါပေမဲ့အတန်ထွက်တဲ့ခါဒုံဆိုတော့ဒုံနဲ့ပြောရေးတယ်ဒုံရေးဟုတ်တယ်မလားဒါဒုံနဲ့နောက်တစ်ခါအင်းဆိုတဲ့ခွက်ကြီးရှိတယ်အာငါတဲ့အင်းခွက်တို့တာမန်အိုးတွေနဲ့မတူထူတဲ့ထူကြီးလောက်ထားတာထူကြီးဒီအင်းကြီးကထူကြီးနော်ထူကြီးဆိုတော့ဒီတမရေတွေပါတယ်ထည့်တဲ့အခါမှာတခြားကိုရွှေ့ရတာမလွယ်ဘူးလေမရွှေ့ဘူးတနေရာထဲမှာပဲစောစောမြဲမြဲထားတာဟုတ်တယ်မလားဒါကြောင့်အဲ့ဒီအင်းကြီးကိုဘာခေါ်လဲအင်းတုံနဲ့ဟောနော်အင်းတုံနဲ့တုံဆိုရက်နေတာစွဲနေတာအဲ့တော့တုံကအတီတက်ရက်တာနော်တုံကယာယီရက်တာနော်သဘောဖြင့်ပြောရင်တုံဆိုရင်တော့စိုးသဖြင့်ရက်ပြီပေါ့ဟုတ်ပြီနော်အဲ့တော့တုံဆိုတဲ့အဲ့ဒီဘောလေးရှိတယ်အဲ့တော့ဒီတုံဟာတိမ်နဲ့တူတယ်ရက်တာပဲခုနပြောလို့လုံဤတင်နဲ့တချောင်းငင်နဲ့တူတယ်လို့ပြောလိုက်ရင်လည်းရပါတယ်နော်ဒါပေမဲ့အဲ့ဒါတော့တာမန်အရက်ပြောတာပေါ့
မြင်သာတဲ့အတိုင်းပြောတာပေါ့နည်းနည်းပညာရဲ့ဆန်ဆန်ပြောမယ်ဆိုရင်တော့ဣတရနဲ့ဥတရပြောင်းတယ်လို့ပြောလို့ရတာပေါ့ဣတရနဲ့ဥတရပြောလို့ရတယ်အဲ့ဒါကတုံအဲ့ဒီနေရာမှာတုံကြတော့တုံဆိုပြီးတော့အတိတ်ပဲအဲ့လိုသုံးခုကွဲသွားနော်တိမ်မှာဒါဖြင့်စောစောတုံနဲ့တူတဲ့တိမ်ပေါ့တိမ်မှာတိမ်ဆိုပြီးတော့ရှိသလားဆိုတော့တိမ်ဆိုတဲ့သက်တံပေါ့နော်အောက်ကမြေတန်ကလေးနဲ့သက်တံပေါ့တိမ်ဆိုတာသက်တံပေါ့တိမ်ဆိုတာကသက်တံပေါ့တိမ်ဆိုတာတော့နှိမ့်တံပေါ့အဲ့တော့တိမ်သုံးပါးမှာတိမ်ဆိုတာကတော့အသုံးမရှိဘူးမြန်မာမှာတိမ်ဆိုတာအသုံးမရှိဘူးဒါကြောင့်ဘာပဲပြောရမလဲတိမ်ပဲပြောလို့ရမှာပေါ့တိမ်နဲ့တိမ်တူရဗျာအာကြည့်တာတိမ်နာကရက်ထားပဲရှိတယ်နော်တိမ်ဆိုတဲ့ဟာကနော်ရက်ထားမှာမှဆွဲမြင်းရက်သွားတယ်ဆိုတဲ့အိဗေရတယ်ဆွဲမြင်းရက်သွားတယ်ဆိုတာလေးကအဲ့တိမ်မှာအနဲ့ထွက်လာတာကနှစ်နဲ့ထွက်တယ်နော်ခုနတိမ်ဆိုတာရက်နေတာစုနေတာအကြာကြီးရက်နေစုနေတယ်ဆိုရင်တိမ်ဆိုတာအကြာကြီးစုနေဆိုရင်တိမ်သွားတယ်ဆိုရင်အဲ့ဒီတိမ်ကတော့ရိမ့်တယ်ဆိုတဲ့အိဗေရှိတယ်ရိမ့်တာပဲရှိတယ်နော်အောက်ကတော့မလှုပ်ဘူးအပေါ်ပိုင်းကတော့ရိမ့်သွားတာရိုင်သွားတာပေါ့အဲ့ဒါတိမ်ရိမ့်တယ်လို့ပြောတိမ်တာပေါ့နော်တိမ်ရွယ်တာတော့တိမ်ပါတာတို့တိမ်ဆောင်တာတို့ဒီဖြစ်တာပေါ့ဒါပေမဲ့အောက်ကတော့မလှုပ်ဘူးနော်တိမ်တယ်ရိမ့်တယ်ဆိုတာအပေါ်ရန်ဒီလိုတိမ်သွားတိမ်ရိမ့်သွားတဲ့သဘောပေါ့အဲ့ဒါလေးရှိတယ်နောက်တစ်ခုကအခုနကအပေါ်ဒီကလှုပ်သေးတယ်နောက်တိမ်ကမလှုပ်တဲ့တိမ်လည်းရှိသေးတယ်မလှုပ်ဘဲနဲ့ကိုတိမ်တာအဲ့ဒါမလှုပ်ဘဲနဲ့တိမ်တယ်ဆိုတာဘာလဲဆိုရင်ဒါတွေအနေနဲ့တော့အသုံးရှားတယ်ခဲရင်တယ်နော်အတန်ဆိုပါစို့အတန်မှာအတန်ဟာတိမ်သွားတယ်ဆိုလို့ရှိရင်ဒီကောင်အတန်တိမ်သွားတယ်ဆိုတာအတန်လေးမြုပ်သွားတာပေါ့ဟုတ်တယ်မလားအတန်လေးမြုပ်သွားတာငုတ်သွားတာအတန်လေးငုတ်သွားတာမြုပ်သွားတာကိုအတန်တိမ်သွားတယ်လို့ပြောတယ်နော်တိမ်သွားတယ်ဒါပေမဲ့မြုပ်သွားတာငုတ်သွားတာကယာယီလောက်ငုတ်သွားတာမြုပ်သွားတာကတိမ်တာနဲ့သုံးလို့ရပေမဲ့နော်လုံးဝကိုအတီအတန်အပြင်ကိုပဲငုတ်သွားတာမြုပ်သွားတာဆိုရင်တိမ်တယ်လို့ပြောရတယ်ဗျာဒါကလည်းအနက်တစ်ခုနော်အဲ့တော့ဒီတိမ်ကိုဘာနဲ့တွဲပြီးတော့ပြောတတ်တယ်ဆိုရှင်တိမ်ပွေတယ်ဆိုပြီးတော့ပွေလေးနဲ့တွဲပြီးတော့တိမ်ပွေတယ်လို့ပွေဆိုတာလည်းပဲမလှုပ်ဘူးလေဒီတနေရာထဲမှာပဲနေတာပွေဆိုတာဒါပဲရေဝိုင်းနေတာနော်ပွေရဲ့သဘောကဟိုးဝဲလွဲ့မသွားဘူးဒါကြောင့်မို့တိမ်ပွေတယ်ဆိုတာအတီတန့်ကိုပဲရက်နေတာကိုပြောတာလုံးဝငုတ်နေတာမြုပ်နေတာဒါကိုတိမ်ပွေတယ်လို့ပြောတယ်ဒါမှမဟုတ်ရင်အောင်းလေးနဲ့တွဲပြီးတော့တိမ်အောင်းတယ်လို့လည်းပြောအောင်းဆိုတာလည်းတစ်ခါတနေရာထဲမှာငုတ်နေတာမြုပ်နေတာအဲ့တော့တိမ်ပွေတယ်တိမ်အောင်းတယ်ဆိုတိမ်နဲ့တွဲပြီးတော့အဲ့လိုလည်းအသုံးရှိတယ်အဲ့ဒီတိမ်ကြတော့ငုတ်နေတာမြုပ်နေတာဗျာနော်တိမ်နာများတဲ့ခါကျတော့စွဲမြဲသွားမှာပေါ့အဲ့တော့ဘာဖြစ်လဲငုတ်သွားမြုပ်သွားမှာပေါ့ဟုတ်တယ်မလားအဲ့တော့တိမ်နဲ့တိမ်ကလည်းတူတယ်အဲ့ဒါမျိုးလေးတွေနော်တူတော့မြန်မာစကားမှာအဲ့ဒါစဉ်းစားရမယ့်ဟာလေးတွေကနော်တိမ်ဆိုတာလေးကိုသိရင်တိမ်မရှိတော့တိမ်မော့တိမ်နဲ့တိမ်မော့တနည်းအားဖြင့်ပြောရင်တိမ်ဆိုတာရက်တဲ့သဘောဖြစ်မဲ့ကြာကြီးရက်ရင်တိမ်သွားမှာပေါ့ငုတ်သွားမှာပေါ့မြုပ်သွားမှာပေါ့ဟုတ်တယ်မလားတနေရာထဲမှာထားပါတော့ဟိုကြောက်တုံးကြီးတတုံးဒီမှာချထားလိုက်မြေကြီးကခတ်ပြော့ဆိုရင်ဒီမှာရက်နေရနေပြီးတော့
နောက်အကြာကြီးရက်ထားရင်ဒီကောင်တဖြည်းဖြည်းနဲ့မြုပ်သွားရင်အောက်ရောက်သွားမှာပေါ့တိတ်နေဆိုတာအဲ့လိုလေရသွားတာပေါ့ဟိုလိုဘေးကိုရောက်တဲ့တင်းကတစ်မျိုးအောက်ကိုရောက်သွားတဲ့တင်းကတစ်မျိုးပေါ့နော်တင်းအဲ့တော့တိန်နဲ့တင်းမတုံနေဆိုတာရက်တာနော်ခုနပြောလို့ဗျာဒိတ်နဲ့ကြုံမြည်ရတုံအဟုန်စီမပြေးတဲ့မြတ်စွာဘုရားဗျာဒိတ်ပေးတဲ့အခါအထူးသဖြင့်ဒီပုဂ္ဂိုလ်တယောက်ဟာနောက်ကဘာမှာဖျားဖြစ်မှာပဲဆိုပြီးတော့ဗျာဒိတ်ပေးတယ်နော်ဒီပင်ကရာမြတ်စွာဘုရားကသူ့မိသားရှင်ရတဲ့ကိုဗတ္တကဘာမှာဖျားဖြစ်နိုင်မယ်လို့ဗျာဒိတ်ပေးလိုက်ရင်ဗျာဒိတ်နဲ့ကြုံသွားရင်မြည်ရည်တွေဟာရက်သွားတယ်တဲ့စီးနေတဲ့မြည်ရည်ဟာရက်သွားတယ်ဗျာဒိတ်နဲ့ကြုံမြည်ရည်တုံအဟုန်စီးမပြေအဲ့တော့ကိုကအခုမြည်ရည်တုံသွားတာတော့ကိုမတွေ့ဘူးပေါ့ဘာကြောင့်လဲဆိုဗျာဒိတ်နဲ့မှမကြုံသေးတာနော်ဗျာဒိတ်နဲ့ကြုံရင်မြည်ရည်တုံနေတဲ့ဒါကဟိုကျမ်းဂန်အရာပေါ့နော်မြည်ရည်တုံအဟုန်စီးမပြေမစီးဘူးရက်သွားတာဒါလေးပြေးတဲ့အချိန်မှာပြီးမှပြန်စီးမှာပေါ့အဲ့ဒါတုံနေဆိုတာအဲ့ဒါနော်တုံနေဆိုတာတော့ဒီအတိအတန့်ရတာတုံနေဆိုတာအခိုက်တန့်ရတာတုံဆိုတာထာဝရကိုမြတ်တာရက်သွားတာအစွဲမြဲကိုရက်သွားတာနော်အဲ့ဒီသဘောလေးရှိတယ်ဒါကြောင့်ခုကတိန်ဆိုတာလေးကိုမှတ်ဖို့ကနော်ကောင်းငင်မှာလည်းတိန်ရှိတယ်မျက်စိထဲမှာလည်းတိန်ရှိတယ်ရေမှာလည်းဟိုတော့ကသုံးခဲ့တာရှိတယ်စီးတိန်တောင်တိန်လို့လည်းသုံးတယ်စီးတိန်တောင်တိန်ဆဲတိန်တောင်တိန်လို့လည်းအတန်ထွက်မှာပေါ့စီးစာလုံးတဲ့စာလုံးညာကြီးတဲ့နဲ့စီးမယ်စီးဆိုတာတဲနဲ့အတူတူပဲဆဲပေါ့ဆဲတိန်တောင်တိန်တဲ့သူကဆဲပေါ်မှာရေလေးတွေလွှမ်းမိုးပြီးတော့သွားတယ်တောင်ပေါ်မှာရေလေးတွေလွှမ်းအဲ့ဒါစီးတိန်တောင်တိန်လို့ခေါ်တယ်တိန်လားအခုတော့တိန်ကမနဲ့ဘူးပေါ့နော်အဲ့လိုဟာမျိုးလဲရတာပေါ့အဲ့တော့ဒါကိုခုနတိန်၃မျိုးပတ်ရမှာပေါ့နော်ဆရာကတော့ကောင်းငင်မှာတိန်မျက်စိတိန်ရေချောင်းတိန်မြစ်တိန်ဘယ်သို့နီးဒါလေးကိုဆရာတန်ပေါက်လေးလုပ်လိုက်တာကောင်းငင်မှာတိန်မျက်စိတိန်ချောင်းတိန်မြစ်တိန်ဘယ်သို့နီးဒါမေးတဲ့အမေးတန်ပေါက်လေးပေါ့အဖြေကတော့ကောင်းငင်မှာတိန်မျက်စိတိန်ချောင်းတိန်မြစ်တိန်အတူဒီလို့ဖြေပါတယ်နော်